အားလုံးပဲမင်္ဂလာပါကိုုံကျော် 3D ကနေကြိုဆိုပါရစေကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပေးခြင်းဖြင့်အားပေးကြပါကျွန်တော်တို့ frame တစ်ခုလာတည်တယ်ဗောနော်အဲ့တော့ကဘယ်လိုလဲဆိုကျွန်တော်တို့ဒီ346ပတ်လေထွက်တယ်နော်346ပတ်လေထွက်ပြီးတော့သူ့အပေါ်နဲ့တွားလိုက်မယ်1 2 3 4 5 6 8 569ပတ်လေထွက်တယ်နော်အဲ569ပတ်လေကနေပြီးကျွန်တော်တို့1 2 3 4 5 6အပေါ်6ပင်တက်မယ်2 4 6 8 10 12 14 16 18 20 20နှစ်မှာကျွန်တော်တို့306ခွန်ပတ်လဲထွက်တယ်နော်သူကနေ1 2 3 4 4နှစ်သွားပြီးတော့1 2 3 4 5 6ခွန်အဲ့နေရာမှာ8 6ထိထွက်တယ်နော်အဲ့လိုဒီ frame နေလာတယ်ပေါ့ကွာလာတယ်တဲ့ဟောဒီက306ခွန်ကနေပြီးကျွန်တော်တို့1 2 3ဆောင်းရဲ့အောက်ကနန်းเนาะလေးလေးတိဆိုတဲ့ကနန်းနဲ့ကျွန်တော်တို့1 2 3 4 5ကနန်း2ကနန်းနဲ့လာပေါက်တာဟုတ်ပြီလားအဲ့လိုလာပေါက်ပြီးတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့6 303နဲ့ content 4ဆိုပြီးတော့ frame လာတယ်เนาะလာတယ်ပြီးတော့ကျွန်တော်တို့83နှစ်ဆိုတဲ့ကနန်းလာထွက်တယ်เนาะအဲ့ဒီ83နှစ်ဒီ tick ဆောင်းပေါင်းချင်းကျွန်တော်တို့1ခါဆောင်းပေါင်းချင်းကျွန်တော်တို့4နောက်ပိတ်ပေါင်းချင်း9နော်149ဆိုပြီးတော့83နှစ်ဆိုပြီးတော့ကျွန်တော်တို့73 break လာတယ်ဗောနော်သူရဲ့နောက်နှစ်မှာကျွန်တော်တို့ဟောရီယာ918ကိုကျွန်တော်ကစားချင်တာဘယ်ဟာ918လဲဆိုရင်ကျွန်တော်တို့ဒီ frame ထဲမှာကျွန်တော်တို့686 day ရှိတယ်နော်သူ day ထွက်ပြီးတော့1 2 3 4 1 2 3 4 5 6 8ဒီမှာထွက်မဲ့ကဏ္ဍ918တဲ့ကိုကျွန်တော်တို့တွေးမှာအဲ့တော့ဒီကဏ္ဍဒီကျွန်တော်တို့ဒီ frame ထဲမှာခုနကျွန်တော်ကဒီရစခဲ့တာပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ဒီ frame ထဲမှာခုနလိုပဲဒီမှာ436ပတ်လေထွက်တယ်ပေါ်ကနေ1 2 3 4 5 6 8 569ပတ်လေထွက်တယ်နော်1 2 3 4 5 6 6ပင်တက်ပြီးတော့2 4 8 sorry 6 8 10 12 14 16 18 20တနှစ်မှာခွန်60ပတ်လေထွက်ပြီးတော့1 2 3 4 4နှစ်သွားမယ်1 2 3 4 5 6ခွန်86တိပတ်လေထွက်တယ်နော်ဒီလိုလာထွက်လိုက်တဲ့ကဏ္ဍနဲ့1 2 3အောက်မှာကဏ္ဍဒီခုနလိုပဲ4 3ရလေးဒီ1 2 3 4 5ကဏ္ဍဒုကဏ္ဍလာရိုက်တယ်နော်အဲ့ဒီနှစ်ထဲမှာသွားလို့ချင်းကျွန်တော်တို့6 363နဲ့4 1ခွန်ပတ်လေထွက်တယ်သူရဲ့တောက်မှာထွက်တဲ့ကဏ္ဍနဲ့ကျွန်တော်တို့4 3ခွန်ပေါင်းခြင်းဒီ1ခါပေါင်းခြင်းဒီ4နောက်ဝေးပေါင်းခြင်းဒီ9ဆိုပြီးတော့1 4 9ပေါင်းခြင်းနဲ့ခွန်9ဆိုတဲ့ကဏ္ဍကိုလာတည်တယ်နော်23 break သူရဲ့နောက်နှစ်ဒီချင်းကိုတွေးမှာဘယ်ချိန်လဲဆိုကျွန်တော်တို့ခုနလိုပဲ686တဲ့ထွက်ပြီးတော့1 2 3 4 1 2 3 4 5 6ခွန်8အဓိကတော့686တဲ့နဲ့အချိန်ကိုက်မှာထွက်မဲ့ကဏ္ဍကိုကျွန်တော်တို့တွေးမှာနော်အဲ့တော့ဒီမှာ686တဲ့ထွက်ပြီးတော့သူနဲ့အချိန်ကိုက်မှာထွက်တဲ့ကဏ္ဍ918ဆိုတဲ့ကဏ္ဍဒီဘယ်ရလဲဆိုလို့ရှိရင်ခုန frame တက်ခဲ့တဲ့364နဲ့ကျွန်တော်တို့569ပေါ့နော်ဒီလို frame တက်ခဲ့တဲ့364ရဲ့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ကဏ္ဍတစ်ကွက်ဒီ85ဆိုတဲ့ကဏ္ဍတစ်ကွက်ဒီနောက်နှစ်မှာလာထွက်တယ်981ဆိုပြီးတော့အဲ့လိုလာထွက်လိုက်တဲ့ကဏ္ဍ85ဒီ1 2 3 4 5 6 8 9နှစ်မြောက်မှာ918ဆိုပြီးတော့ကဏ္ဍ2ကဏ္ဍလာရိုက်တယ်နော်အဲ့လိုလာရိုက်တဲ့ကဏ္ဍ918ကိုကျွန်တော်ခုနှစ်မရတော့ဘူးနော်ဟောရီယာ686တဲ့ရဲ့1 2 3 4 1 2 3 4 5 6 8ဒီနေရာမှာကစားချင်တာ918တဲ့နော်အဲ့လိုပဲခုနဒီ frame တည်ခဲ့တဲ့ကဏ္ဍเนาะ436နဲ့569လို့လေတည်ခဲ့တဲ့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ကဏ္ဍတစ်ကွက်ဒီ8နှစ်တစ်ဆိုတဲ့ကဏ္ဍဒီနောက်နှစ်မှာလာထွက်ပြီးတယ်281ဆိုပြီးတော့
ဒီလိုလာထွက်ပြီးလိုက်တဲ့ကဏ္ဍရှစ်တစ်เนาะရှစ်တစ်ပါတဲ့ကဏ္ဍတွေကျွန်တော်တို့1 2 3 4 5 6 9 10 9ကဏ္ဍ2ကဏ္ဍလာရိုက်တယ်ပထမအဖိုင်လိုပဲအဲ့လိုလာရိုက်တဲ့ကဏ္ဍ1 8 2ကိုကျွန်တော်ကဟောရီယာ686တဲ့1 2 3 4 1 2 3 4 5 6 9 10ဒီနေရာမှာကျွန်တော်က182ဆိုပြီးတော့ရိုက်ချင်တာเนาะ set break ပေါ့เนาะ182ဆိုရိုက်ချင်တာဟုတ်ပြီလားအဲ့တော့အဲ့ဒီ site ကိုထောက်ပံ့ပြီးမဲ့ဟာကဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာ9တဲ့9တဲ့ထွက်တယ်နော်9တဲ့9တဲ့ထွက်ပြီးတော့1 2 3 4 5 6 9 10 9ပင်တက်လိုက်မယ်9ပင်တက်ပြီးတော့1 2 3 4 5 6 9 10 10 17အဲ့နေရာမှာ27ဆိုတဲ့ကဏ္ဍလာထွက်တယ်နော်အဲ့လိုပဲဒီမှာလဲ9တဲ့9တဲ့ထွက်တယ်1 2 3 4 5 6 9 10 1 2 3 4 5 6 9 10 17ဒီနေရာမှာ27ဆိုတဲ့ကဏ္ဍပတ်လည်ကိုကစားချင်တာဟုတ်ပြီလားနောက်တစ်ခုကဒီမှာ9ခွန်2ထွက်တယ်နော်9ခွန်2ထွက်ပြီးတော့ကျွန်တော်တို့သွားလိုက်မယ်1 2 3 4 5 6ခွန်ခုနပင်တက်ပြီးတော့1 2 3 4ဒီမှာ1 8 2ဆိုတဲ့ကဏ္ဍလာထွက်တယ်နော်အဲ့တော့ဒီမှာလည်းကျွန်တော်တို့ခွန်2 9ပတ်လဲထွက်တယ်1 2 3 4 5 6ခွန်1 2 3 4ဒီမှာ2 8 1ဆိုတဲ့ကဏ္ဍပတ်လဲကိုကျွန်တော်ကစားချင်တာဟုတ်ပြီလားဒါကတော့27က set break ဆိုတော့သူ့ထပ်ပံပေးမဲ့ file ပေါ့နော် calendar ထဲမှာကဘယ်လိုရှိလဲဆိုလို့ရှိရင်calendar ထဲမှာဘယ်လိုရှိလဲဆိုလို့ရှိရင်သူက context ပေါ့နော် context C ကြတယ်ပြီးတော့ပထမ context C ကခွန်နှလုံးပါရမယ်နော်အဲ့လိုခွန်နှလုံးပါပြီးတော့ context C လို့လာဆင်းပြီးတော့အဲ့ဒီ context C ဒီနောက်ထပ်တစ်ချိန်လာကြလို့ရှိရင်သူ့ရဲ့အောက်မှာသူက set break ရိုက်တယ်နော်ဒီမှာ27 break လာရိုက်တယ်ဟုတ်ပြီလားအဲ့လိုပဲဒီမှာလည်းကျွန်တော်တို့ context C ခွန်နှလုံးပါတယ်နော်အဲ့တော့ context C လာရိုက်ပြီးတော့အဲ့ဒီနှစ်ထဲမှာနောက်ထပ်သူက context C လာကြပြီဆိုလို့ချင်းအဲ့ဒီအောက်မှာကျွန်တော်တို့က set break ရိုက်တယ်နော်9-8 break ဟုတ်ပြီလား27 break ပေါ့အဲ့လိုပဲဒီမှာကျွန်တော်တို့ context C လာရိုက်ပြီเนาะဒီမှာခွန်နှလုံးပါတယ်အဲ့တော့အဲ့ဒီ context C ဒီနောက်ထပ် context C လို့ပြန်လာကြတယ်เนาะအဲ့တော့သူ့အောက်မှာကျွန်တော်က set break လို့ယူဆထားတာပေါ့เนาะကိုယ်နာထဲမှာအဲ့လိုမျိုးကနောက်ထပ်တစ်ခါရှိသေးတယ်ပေါ့เนาะတော့ဒီမှာရှိတယ်ပေါ့ခွန်နှလုံးပါတယ်ပြီးရင် context C လို့လာထပ်တယ်အဲ့ဒီ context C ထပ်ကြလို့ရှိရင်ဒီနေ့ထဲကမကြဘူးအဲ့တော့နောက်နှစ်ကူးသွားတယ်ပေါ့နော်ဒီမှာ context C လာကြတယ်
အဲ့ဒီအောက်မှာလည်းကျွန်တော်တို့ static break ပဲရိုက်တာဒီမှာ4 5 2ဆိုတဲ့ static break ပဲလာရိုက်တာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာခွန်နှလုံးပါတယ် context C ဆိုတော့ကျွန်တော်တို့ဒီမှာ context C ထပ်ချပြီအဲ့တော့အောက်မှာဒီတော့ static break လို့ယူဆတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ static break ထဲမှာလည်းပါတယ်ဆိုတော့ကျွန်တော်တို့ digit နှစ်ကဏ္ဍလေးကိုကျွန်တော်ရွေးချယ်ပေးတာပေါ့เนาะကဲအားလုံးပဲအောင်မြင်ကြပါစေ